အားလုံးပဲမင်္ဂလာပါဗျ Smart Finance MM YouTube Channel တဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ် Okay ဒီနေ့ဒီဗီဒီယိုမှာတော့ယင်းနှမြုံနှံမှု investment ဆိုတာကိုပေါ့နော် investment အကြောင်းကိုရှင်းပြပေးတော့ပါမယ်ယင်းနှမြုံနှံမှု investment ဆိုတာကဘာလဲဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်ယင်းနှမြုံနှံမှုဆိုတာဘာလဲငွေရှုံးနိုင်လားငွေကိုဘယ်လိုစီမံခန့်ခွဲတင်လဲဘာမှအတိုးထားတာကအဆင်ပြေလားအနာဂတ်မှာငွေရဲ့တန်ဖိုးဟာဘာဖြစ်မလဲငွေကြေးဖောင်းပွားမှု inflation ဆိုတာဘာလဲဆိုတာတွေကိုနားလည်သွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ယင်းနှမြုံနှံမှုဆိုတာဘာလဲဆိုတာကိုရှင်းပြချင်ပါတယ်ယင်းနှမြုံနှံမှုဆိုတာဒီနေ့သုံးနိုင်တဲ့ငွေကိုမသုံးပဲအနာဂတ်မှာပိုတန်ဖိုးရှိလာဖို့ရည်ရွယ်ပြီးထည့်သွင်းထားတာကိုခေါ်ပါတယ်ဥပမာဘဏ်မှာအတိုးစားထားတာ stock share ဝယ်ထားတာတွေဥပမာအနေနဲ့ပြောရရင် Bitcoin လိုမျိုးEthereum လိုမျိုး BNB လိုမျိုးစတဲ့ crypto အဆက်တွေဝယ်ထားတာရွှေဝယ်ထားတာဖြစ်ဖြစ်မြေဝယ်ထားတာဖြစ်ဖြစ်ဒါတွေအလုံးဟာယင်းနှမြုံနှံမှုအမျိုးအစားတွေပဲဖြစ်ပါတယ်ယင်းနှမြုံနှံမှုတွေဟာငွေရှုံးနိုင်ပါသလားအဖြေကတော့ယင်းနှမြုံနှံမှုတိုင်းဟာငွေရှုံးနိုင်ပါတယ်ဒါပေမဲ့ဘာမှမလေ့လာပဲယင်းနှမြုံနှံရင်ရှုံးနိုင်ခြေပိုများပါတယ်ဥပမာ crypto တစ်ခုကိုဈေးတက်နေတယ်ဆိုပြီးအလောတကြီးကိုကဝယ်လိုက်တယ်ဝယ်လိုက်ပြီးတဲ့နောက်နေ့မှာပဲဈေးကအတန်းထိုးကျသွားနိုင်ပါတယ်ဒါကြောင့်ယင်းနှမြုံနှံမှုမလုပ်ခင်မှာ DYOR လို့ခေါ်တဲ့ Do Your Own Research လုပ်ခိုင်းတာဖြစ်ပါတယ်ကိုယ်တိုင်လေ့လာပါအန်တရယ်ကိုနားလည်ပါမရှုံးနိုင်တဲ့ငွေနဲ့မရင်နှီးပါနဲ့ငွေကိုဘယ်လိုစီမံခန့်ခွဲမလဲလူတော်တော်များများကလစာရတာနဲ့အရင်သုံးကြပါတယ်တကယ်တော့အရင်ဆုံးစုဆောင်းပါပြီးမှကျန်တာကိုသုံးပါဥပမာလစာ9သိန်းရတယ်ဆိုရင်မိမိရဲ့ 20% 20%ကိုစုဆောင်းပြီးတော့မှ other 20% ကိုတော့ယင်းနှမြုံနှံမှာကျန်တာကိုတော့အသုံးစရိတ်အဖြစ်ထားပါပြီးတော့အရေးပေါ်အသုံးစရိတ်အတွက်3လကနေ6လအထိအသုံးခံနိုင်တဲ့ငွေကိုတည်တံ့ထားတင်ပါတယ်ဘဏ်မှာကအတိုးထားတာအဆင်ပြေရလားအဖြေကတော့ yes အဆင်ပြေပါတယ်အထူးသဖြင့်အရေးပေါ်ငွေမကြခင်အသုံးပြုရမယ့်ငွေတွေကိုဘဏ်မှာထားတာကပိုလုံခြုံပါတယ်ဒါပေမဲ့ဘဏ်တိုးနှုန်းကများသောအားဖြင့်နည်းပါတယ်ဒါကြောင့်ရည်ရှည်မှာငွေတိုးနှုန်းက inflation ထက်နှိမ့်နေမယ်ဆိုရင်ငွေရဲ့ဝယ်ယူနိုင်စွမ်းကကျဆင်းနိုင်ပါတယ်အနာဂတ်မှာရောငွေရဲ့တန်ဖိုးကတက်နေပါမလားဒီမေကွန်းကအရန်အရေးကြီးပါတယ်လက်ထဲမှာငွေသားကိုပဲတင်ထားမယ်ဆိုရင်ကဏ္ဍအရာတော့မပြောင်းနိုင်ပေမဲ့ဝယ်နိုင်တဲ့ပစ္စည်းတွေကရော့လာနိုင်ပါတယ်ဥပမာဒီနေ့3သိန်းနဲ့ဝယ်နိုင်တဲ့ပစ္စည်းကို9နှစ်ကြာတဲ့အခါမှာ3သိန်းနဲ့မဝယ်နိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်ငွေကြေးဖောင်းပွားမှု inflation ဆိုတာကရောပါလဲ inflation ဆိုတာပစ္စည်းဈေးနှုန်းတွေတက်လာပြီးငွေရဲ့ဝယ်ယူနိုင်စွမ်းရောကျသွားတာလို့ဆိုလိုပါတယ်ဥပမာဒီနေ့ကော်ဖီတစ်ခွက်ကို2000ကျပ်ဆိုရင်နောက်9နှစ်မှာ3500ကျပ်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ငွေကိုအိမ်မှာပဲတင်ထားတာတဲ့ကိုယ့်ရဲ့ရည်မှန်းချက်နဲ့အန်တရဲ့လက်ခံနိုင်မှုပေါ်မှာမူတည်ပြီးတော့စုဆောင်းခြင်းနဲ့ယင်းနှမြုံနှံခြင်းကိုမျှတအောင်စီမံမှုကအရေးကြီးပါတယ်ဒီကုန်းကျိုးအနေနဲ့ပြောရရင်တော့ယင်းနှမြုံနှံမှုကအမြန်ချမ်းသာစေတဲ့နည်းလမ်းတော့မဟုတ်ပါဘူးဒါပေမဲ့စနစ်တကျလေ့လာပြီးစိတ်ရှိချင်နဲ့ရည်ရှည်ယင်းနှမြုံနှံမယ်ဆိုရင်တော့ကိုယ့်ရဲ့ငွေကြေးအနာဂတ်ကိုပိုကောင်းအောင်တည်ဆောက်နိုင်ပါတယ်ဗီဒီယိုလေးကိုသဘောကျကြိုက်နှစ်သက်တယ်ဆိုရင် like share subscribe လေးလုပ်သွားပေးဖို့ပြောပြစေ Smart Finance MM YouTube Channel ကိုလည်း subscribe လုပ်ထားပြီးတော့မှနောက်ထပ်ငွေကြေးယင်းနှမြုံနှံမှုနဲ့cryptoပညာပေးဗီဒီယိုတွေကိုစောင့်ကြည့်နိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်